ကျွန်တော်တာယူတော့ကီတရေကုန်တော့လဲပြီတရေကုန်လဲပြီပေါ့နော်သူကဒီအကောင့်ငယ်နေတဲ့အချိန်တော့ဆိုတစ်နှစ်ကို2ခါလောက်လဲအခုအကောင့်ကြီးဖြစ်သွားတော့တစ်နှစ်ကိုတစ်ခါပဲလဲတော့ဒီသူတို့တရေကုန်ကွာပြီဆိုလို့ရှိရင်ဘယ်လိုဖြစ်သွားလဲဆိုတော့ဒီကိုလုံးကဖွေးသွားအခုဆိုတော့ဒါအမီကနေစပြီးတော့ကွာတော့ဗောနော်အမီကနေစပြီးကွာတယ်ကျွန်တော်ပြောအမီကအခုဖြူသွားပြီတော့လားဖြူပြီးတော့ဒီအပေါ်ရန်လေးတွေကဆိုအပ်သွားတယ်ပြီးတော့ဒီအမီထိတ်လေးတွေဆိုရင်ဒါလဲသွားပြီကွာသွားပြီဆိုတော့ဒီမှာတော့လိမ်ပေါ်ရောင်တောက်ဖြစ်သွားတယ်ဒီမှာမကွာသေးတဲ့နေရာဆိုဒီလိုဖြူဘက်ဖြူရော်ကြီးဖြစ်အခုဆိုတာကွာနေပြီဗောနော်ကွာနေပြီဆိုတော့ဒီမှာကျွန်တော်ခွာပြမှာတော့ခွာလိုက်ရင်အောက်မှာတော့လားအောက်မှာလိမ်ပေါ်ရောင်ဖြစ်သွားတယ်အောက်မှာလိမ်ပေါ်ရောင်ဖြစ်သွားဒါကွာနေပြီတောက်လျှောက်ဒါကွာပြီဆိုလို့ရှိရင်အကောင်ကြီးလာတယ်ဒီကောင်တွေကကြည့်လို့ကောင်းလာတယ်လှလာတယ်အရောင်တောက်လာဒါကွာနေပြီကွာသွားပြီဆိုရင်အောက်ကအရောင်ကလုံးဝရှယ်ဖြစ်လာတာပေါ့နော်လိမ်မော်ရောင်ဖြစ်လာတယ်နော်လိမ်မော်ရောင်ဖြစ်လာနောက်ဆိုတကူလုံးကွာတော့နော်တကူလုံးကွာတော့ဒါအခုပဲရေချိုးကန်းတွေကထွက်လာနောက်သူအမီကွာနေမဟုတ်လားဒါမကွာငင်ရဆိုလို့ရှိရင်ဒါမျိုးဖြူနေအခုကွာပြီးသွားပြီဆိုရင်ကျွန်တော်တို့အရောင်တောက်သွားအရင်အထက်ကိုအရောင်ကကြည့်လို့လှအောင်ဒါသူတို့တွေဒီနေ့ကျွန်တော်လောက်အားနေတော့အခန်းမှာသူတို့ရေမိုးချိုးပြီးတော့ကျွန်တော်ရဲ့ကွန်ပျူတာခန်းထဲမှာထည့်တာကြည့်မွေလိုပဲဒါဒီအမီအရင်ဒီထီကိုကွာမှာသူကတဖြည်းဖြည်းနဲ့ဒီအမီအောက်ကနေပြီးတော့ကိုလုံးထီဖြစ်သွားတာဖေးကုညီပေးဟန်တာနာတာโอเคတချို့တအားမကွာသေးတဲ့နေရာဆိုသူတို့နားတယ်ခွာရင်နားနော်အားဆိုတော်ပြီဒါလောက်ပဲခွာတာနားရင်ဒီဖလောက်လုံးဝမချောက်သေးတဲ့နေရာဆိုလို့ရှင်ဟောကြစိုးတက်ပါရောနော်ညောင်းတာစိုးရွက်လှတယ်မကွာသေးတဲ့နေရာဆို6ကက်ကနဲ့တယ်မွေလိုပဲကြောကုန်းကဒီအချွန်လေးတွေကွာရင်ပိုကြည့်ကောင်းတယ်ကြောကုန်းကဒီကောင်လေးတွေသူစိတ်တိုတဲ့အခါကျရင်ထောင်ပြီးတက်လာကျွန်တော်ကြက်တွေလဲဆန်ထောင်သလိုပဲထောင်ပြီးဒီကောင်လေးတွေကွာဝိုင်းပိုလှလာဒီမှာပျောစိတ်အောင်ကြိုက်သွားတော့အနာပြက်တော့သူအဲ့နေအချိန်မှာပျောစိတ်ကြိုက်သွားဒီနေ့ကျွန်တော်အလုပ်အားနေဆိုတော့သူတို့ရေချိုးကြီးကွန်ပျူတာကန်းထဲမှာခဏထားတာလောင်အိမ်ထဲထုတ်ပြီးတော့နော် Rocky နော်ကြီးဖြစ်နေနောက်ကောင်ဟိုအောင်တပီဒီလေးနမညာရင်ဘဘကဓာတ်ပုံကြိုက်မယ်တဲ့ဒီကောင်လေးတွေကဒါပြီးခဲ့တဲ့လကွာသွားပြီဒီကောင်လေးတွေကပြီးခဲ့တဲ့လကွာသွားလေကွာသွားတော့အယောင်လေးကလိမ်မော်ရောင်ပြတ်သွားတယ်တဖြည်းဖြည်းနဲ့ဒီကောင်ကအသက်ကြီးလာလေလှလာလေပဲပြောမဆိုသူ့ရဲ့ဒီအတောင်ပန်းတွေအရေပြားတွေကပို့ပြီးတော့ရင်းကျက်ပြီးတော့ခန့်လာကြည့်လို့တအားကောင်းလှနေကျွန်တော်ဒိုင်နိုဆောကြီးလို့ပေါ့ကျွန်တော်ကငယ်ကဆိုဒိုင်နိုဆောတွေတအားကြိုက်တယ်အားကြောင့်ဒီကောင်လေးတွေကြီးလာတဲ့ခါကျတော့ဒီကောင်လေးတွေမွေးခြင်းငယ်ကဆိုတော်တော်ကြီးမွေးလိုက်ရတယ်ဒီလိုရင်မို့ဒါအောင်ကျွန်တော်နဲ့ပဲရတယ်အပြင်လူနဲ့ဆိုရင်မလွယ်ဒီကောင်တွေကကြိုက်လို့ရှိရင်ကျွန်တော်တို့ခွေးကြိုက်တယ်လို့မဟုတ်ဘူးကျွန်တော်ခွေးကြိုက်လို့ရှိရင်အပေါက်ကျွန်တော်တို့ဒီအပေါက်2ပေါက်ပေါ့ခွေးကြိုက်ရင်အပေါက်တော့ဒီကောင်တွေကကြတော့ကြိုက်လိုက်လို့ဆိုလို့ရှိရင်ဓာတ်နဲ့ခုတ်လိုက်တယ်လို့ပဲကျွန်တော်တို့ဒီသူ့ရဲ့သွားကကျွန်တော်တို့သွားအချွန်မဟုတ်ဘူးသူက break ဓာတ်လို့ပဲဒီကောင်တွေကဖြတ်တာဒီလိုရင်မို့ကျွန်တော်တော်မွေးလိုက်ရတယ်ဒီမှာကြီးငယ်ကသူကြိုက်ရတာဒီမှာအမရွတ်အကွင်းလိုက်ပဲသလားငယ်ကကြိုက်ရတာဒီလိုရင်မို့ကျွန်တော်အချိန်တော်ပေးလာတာအခုဆို3နှစ်လောက်ရှိသွားပြီ2နှစ်ကျော်ပြီ3နှစ်ပြည့်တော့မှာနော်ဒီကောင်မွေးလာကျွန်တော်တို့ခွေးတို့ကြောင်တို့ကမွေးရတာလွယ်တယ်ခွေးတို့ကြောင်တို့ကရင်ပေါင်းမွေးရတာလွယ်ဒီကောင်တွေကရင်ပေါင်းလောက်ရတာပိုခတ်တာပေါ့နော်
နောက်ဒီကောင်တွေကပြောမဲ့ဆိုရင်အတန်ပလန်မရှိဘူးစုညံတန်ဘာတစ်ခုမှမရှိဘူးသူတို့ကသူတို့အေးစေးနေတတ်တဲ့တရဝါလေးတွေဒီကောင်တွေကြတော့ဒါသူတို့ကသူတို့စော့နေဒါစော့သူတို့နှစ်ကောင်ထီးနေအမနဲ့ဥမာအမတကောင်နဲ့တကောင်လိုက်စော့နေတာဒါကြောင့်ကွန်ပျူတာခန်းထဲမှာထည့်ထားတာသူတို့ကဲဒီဗီဒီယိုဖိုင်လေးကကျွန်တော်သားကြီးဒီတက်မကပို့ပြီးလှလာတော့မယ်ဆိုတဲ့အကြောင်းလာပြောတာတရေတွေကွာလာပြီလာမယ့်နှစ်ဆိုရင်တော့ share ဖြစ်ပြီလာမယ့်နှစ်ဆိုရင်တော့အယောင် share ဖြစ်ပြီနောက်တစ်နှစ်လောက်ဆိုရင်တော့ဟုတ်တာနော်လာမယ့်နှစ်ကြာရင်တော့ဒါအရင်ကဆိုလို့ရှိရင်ဒီထိတ်ရဟာလေးကခြုံပြီးတော့ဖြောက်နေတာပဲဟောခြံတိုးတာလေခြံတိုးတော့အနာဖြစ်ပြီးကောက်သွားဟုတ်တာနော်နာဖြစ်ပြီးကောက်အစာကျွေးမယ်ပေးစားကျွေးမယ်ရေချိုးသွားပြီဆိုတော့အစာစားတော့မယ် goodbye